လွန်ခဲ့တဲ့10စုနှစ်ကျော်ချိန်ကဂိတ်လို့ခေါ်တဲ့ခြားကဘာကိုဆက်နွယ်နေတဲ့အပေါက်တွေလူသားကဘာမှာရုတ်တရက်ပေါ်ပေါက်လာပါတယ်။မော်ဝင်ဆိုတာပေါင်းဆောင်ကအဲ့ဂိတ်တွေမှာနေထိုင်ကြပြီးသူတို့ကိုလူသားတွေရဲ့တာမန်လက်နက်တွေနဲ့ထိခိုက်အောင်မလုပ်နိုင်ကြပါဘူး။သူတို့ကိုထိခိုက်အောင်တိုက်ခိုက်နိုင်တဲ့သူတွေကိုတော့ဟန်တာရီလို့ခေါ်ပါတယ်။ဟန်တာရီဆိုတာငကိုကတော့တာမန်လူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဂိတ်တွေပေါ်လာခြင်းနဲ့တူလူသားတွေကတချို့လဲအစွမ်းနေရရှိလာကြပြီးအဲ့ဒါကိုနိုးထလာရီလို့ခေါ်ကြပါတယ်။နိုးထလာတဲ့သူတွေကလည်းမတူညီတဲ့စွမ်းနေမတူညီတဲ့ level တွေနဲ့တူနိုးထလာကြတာဖြစ်ပါတယ်။နိုးထလာသူတွေကိုအဆင့်6ဆင့်ခွဲထားပြီးရိုးတာမန်နိုးထသူတွေကိုအဆင့် A ကနေအဆင့် E အထိ9ဆင့်ခွဲထားပါတယ်။အဆင့် E ကအနည်းဆုံးဆင့်ဖြစ်ပြီး D ကနေ A အထိတစ်ဆင့်ချင်းလိုက်ပိုဆင့်မြင့်တဲ့စွမ်းနေပိုင်ဆိုင်ရပါတယ်။တာမန်ထက်ပိုတဲ့စူပါပါဝါတွေနဲ့နိုးထလာတဲ့သူတွေကိုတော့အဆင့် S အဖြစ်သတ်မှတ်ကြပြီးသူတို့ကကျန်းတဲ့ဆင့်တွေထက်စာများစွာအင်အားကြီးကြပါတယ်။လူသားတယောက်ဟာတစ်ခါနိုးထပြီးရင်ထပ်ပြီးစွမ်းတိုးမလာတော့ပါဘူး။လောလောပြောရရင်အဆင့် E အနေနဲ့နိုးထသူဟာတစ်သလုံးအဆင့် E အနေနဲ့ပဲရှိနေမှာပါ။ထပ်ပြီးဆင့်တက်မလာတော့ဘူးလို့ဆိုလိုတာပါ။နိုးထလာသူတွေကိုတိုက်ခိုက်သူထရက်ကခုခံပေးသူဒဖန်နာနဲ့ကုသပေးသူဟီလာဆိုပြီးအကျန်းအဖြစ်၃မျိုးခွဲခြားနိုင်ပါတယ်။ဟန်တာတွေရဲ့တာဝန်ကဂိတ်တွေထဲဝင်ကအဲ့ထဲမော်တော်ဝါတွေကိုတပ်ပစ်ပြီးဂိတ်တွေပိတ်သွားအောင်လုပ်ပေးရတာပါ။အဲ့ဒါကိုမစ်ရှင်လုပ်တယ်လို့ခေါ်ပြီးအဲ့လိုလုပ်ပေးရတဲ့အတွက်ဟန်တာတွေကသူတို့ရဲ့ဖွဲ့စည်းရပေးတဲ့ပတ်စံအပြင်မော်တာရဲတွေကိုတက်ရင်ရတဲ့ပုံဆောင်ငဲဆိုတာကိုလည်းတက်နိုင်ရင်တက်နိုင်တော့ရကြပါတယ်။အဲ့ပုံဆောင်ငဲကမော်လက်နဲ့လုပ်တဲ့နေရာမှာသုံးဝင်တာမို့ရလာရင်အပြင်မှာပြန်အောင်ဆလို့ရပါတယ်။ဂိတ်တွေကလည်းဟန်တာရီလိုပဲအစ်စ်အနေနဲ့ဖြစ်ပြီးဂိတ်တိုင်းမှာဘရင်တစ်ကောင်တွေရှိကြပါတယ်။ဟန်တာတွေကတော့အဲ့ကောင်ကို final boss လို့ခေါ်ကြပါတယ်။ဂိတ်တစ်ခုမှာအဲ့ဂိတ်ရဲ့ final boss ကိုတတ်နိုင်မှသာဂိတ်ကပိတ်သွားမှာပါ။ဟန်တာတွေကဂိတ်တစ်ခုတည်းဝင်မယ်ဆိုရင်တိုက်ခိုက်သူကာကွယ်သူနဲ့ကုသပေးသူ၃မျိုးလုံးပါတဲ့ဖွဲ့တစ်ခုဖွဲ့ပြီးဝင်ကြတာဖြစ်ပါတယ်။ဂိတ်ကဆင်းမြင့်လာလေဂိတ်တွေထဲဝင်ပိတ်ရတဲ့သူတွေဟာလည်းဆင်းမြင့်တဲ့ဟန်တာတွေဖြစ်ရပါတယ်။ဒီနေ့လက်ရှိကာလမှာတော့ဟန်တာတွေကဟန်တာအဖွဲ့အစည်းစီယာခါချင်းငွေယူပြီးဂိတ်တွေကိုလိုက်ပေးရတဲ့လုပ်ကိုအတမိုးအကြောင်းအဖြစ်လောက်ကင်နေကြပြီပဲဖြစ်ပါတယ်။ဒီနေ့မှာလည်းဟန်တာအဖွဲ့တစ်ခုကဒီအဆင့်ရှိတဲ့ဂိတ်တစ်ခုကိုဝင်ပြီးမစ်ရှင်လုပ်ဖို့ပြင်နေကြပါတယ်။ဒီအဆင့်မရှိတဲ့ဂိတ်မို့အဆင့်နေဆုံးဟန်တာတွေပါမစ်ရှင်လိုက်လို့ရပါတယ်။သူကတော့စောင်းကျင်မှုလို့ခေါ်ပါတယ်။သူကအဆင့်နေဆုံးဖြစ်တဲ့ E အဆင့်ဟန်တာတယောက်ပါ။ E အဆင့်မှာတောင်မှတခြား E အဆင့်တွေထက်အတီးသာသာနဲ့သူဖြစ်ပါတယ်။ E အဆင့်ဂိတ်လို့အနေဆုံးဂိတ်တွေလိုက်ရရင်တောင်ဒဏ်ရာရတဲ့လို့တခြားဟန်တာတွေကသူ့ကိုလူသားသမိုင်းရဲ့အားနည်းဆုံးဟန်တာလို့ခေါ်ကြပါတယ်။သူကအခုဝင်မဲ့ဂိတ်ထဲကိုတွားမဲ့သူတွေတဲ့တယောက်ဖြစ်ပါတယ်။ဖွဲ့ထဲမှာဂျင်းဝက်ပြင်အစင်မျိုးမျိုးနဲ့တိုက်ခိုက်ရေးဟန်တာတွေပါပြီးဟီလာလုတ်ပေးတဲ့ဟန်တာတယောက်လည်းပါပါတယ်။ဟီလာဖြစ်တဲ့မိန်းကလေးရဲ့နာမည်ကတော့ဂျိုအီလို့ခေါ်ပြီးသူကဂျင်းဦးနဲ့ရင်းနှီးပါတယ်။ဂိတ်ထဲကိုမဝင်ခင်ဂျိုအီကဒီတစ်ခေါက်ဒဏ်ရာမရအောင်ယူဆိုင်ဖို့ဂျင်းဦးကိုမှာနေပါတယ်။သူတို့ဖွဲ့ရဲ့ခေါင်းဆောင်ကစီအဆင့်ဟန်တာဖြစ်ပြီးအဖွဲထဲမှာအဆင့်မြင့်ဆုံးဟန်တာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့ဖွဲ့လည်းဂိတ်ထဲကိုဝင်ကြပါတယ်။ဂိတ်ထဲရောက်မှာတော့မော်တာရဲအိမ်နဲ့တိုက်ခိုက်ကြပါတယ်။ဂျင်းဦးရဲ့ရည်ရွယ်ချက်ကမော်တာရဲကိုတပ်ပြီးပုံဆောင်ခဲ့ရဖို့ဖြစ်ပါတယ်။သူကအားနည်းလုံးလို့ပုံဆောင်ခဲ့တစ်ခုရအောင်အသေးအံတိုက်ခိုက်လိုက်ရပါတယ်။သူလိုချင်တဲ့ပုံဆောင်ခဲ့ရသွားပေမဲ့သူလည်းမော်တာရဲတကောင်ကြောင့်ဒဏ်ရာပြင်းထန်ရသွားပါတယ်။ဒါပေမဲ့ဂျိုးကြီးကပြန်ကုသပေးတာကြောင့်တက်တာသွားပါတယ်။နောက်ဆုံးမှာဂျင်းဦးလို့ဖွဲ့လဲဂိတ်ထဲက final boss ကိုတက်နိုင်လိုက်ပြီးမစ်ရှင်အောင်မြင်သွားပါတယ်။တက်ခိုက်ပြီးချိန်ပင်ပန်းနေကြလို့မပြန်ခင်ဂိတ်ထဲမှာခဏနားကြရင်ဖွဲ့သားတွေကတယောက်ကဂိတ်ထဲမှာမြောက်လိုက်ကန်းတစ်ခုတွေ့လို့အားလုံးကိုခေါ်ပြပါတယ်။သူတို့လောက်ကဂိတ်ရဲ့ final boss ကိုနေနှင်းဖို့ပဲဖြစ်တာမို့တချို့ကသူတို့လောက်ပြီးမို့ပြန်ကြဖို့ပြောပါတယ်။တချို့ကတော့လိုင်ကောင်းနဲ့ကြံတဲ့ကောင်တွေကိုထပ်တက်နိုင်ရင်ပိုဖိုးတန်တဲ့ပုံဆောင်ခဲ့ရနိုင်တာမို့ရှေ့ဆက်သွားကျင်နေကြပါတယ်။နှစ်ဖွဲ့ခွဲနေရမို့ဝင်တဲ့မုံငယ်မဲခွဲကြပြီးဟိုဘက်ဒီဘက်ညီများဖြစ်နေချိန်မဲပေးဖို့ဂျုံဦးတယောက်ခွဲကြံပါတယ်။ဂျုံဦးကတော့ပတ်စံရှာဖို့နောက်ထပ်ပုံဆောင်ခဲ့ထက်လို့ကျင်းသေးတာကြောင့်ဆက်သွားမဲ့ဘက်ကိုရွေးလိုက်ပါတယ်။ဒီလိုနဲ့မဲခွဲရမှာဆက်သွားမဲ့ဖွဲ့ရနိုင်သွားတာမို့အားလုံးလည်းလိုင်ကောင်းနဲ့ကိုဆက်ဝင်ခဲ့လိုက်ကြပါတယ်။လိုင်ကောင်းရဲ့အစုံမှာတော့အင်မတန်ကြီးမားတဲ့တကားကြီးတစ်ခုကိုသူတို့တွေ့လိုက်ရပါတယ်။သူတို့လည်းရောက်ပြီးမှတော့မထူးဘူးဆိုပြီးတကားကိုဖွင့်ပြီးအတွင်းထဲကိုဝင်ခဲ့ကြပါတယ်။သူတို့ရောက်တဲ့ခန်းထဲမှာတော့အင်မတန်ကြီးမားတဲ့ရုပ်ထုကြီးတစ်ခုထိုင်နေရတွေ့ရပြီးသူ့ရဲ့ပတ်လည်မှာလည်းပုံစံမျိုးမျိုးနဲ့ကြောက်ရုပ်ထုတွေရှိနေပါတယ်။ဖွဲ့သားတယောက်ကရုပ်ထုတစ်ခုရဲ့လက်ထဲမှာကြောက်စာတစ်ချက်ကင်ထားကြောင်းခေါင်းဆောင်ကိုခေါ်ပြပါတယ်။စာကရှေးအောင်ဘာသာစကားနဲ့ရေးထားတာဖြစ်ပြီးခေါင်းဆောင်ကသူဖတ်တတ်တယ်ဆိုပြီးအားလုံးကိုဖတ်ပြပါတယ်။ကြောက်စာကကာတီနုံဖျားเจ้าရဲ့ပြည့်ညက်ချက်လို့ခေါ်ပြီးပြည့်ညက်ချက်က၃ခုရှိကြောင်းခေါင်းဆောင်ကပြောပါတယ်။အဲ့၃ခုကတော့ပထမဘုရားသခင်ကိုဦးချဖို့ဒုတိယဘုရားသခင်ကိုချီးမွမ်းဖို့နဲ့တတိယအနေနဲ့ဘုရားသခင်ကိုယုံကြည်ဖို့ရေးထားတာဖြစ်ကြောင်းနဲ့ပြည့်ညက်ချက်ကိုမလိုက်နိုင်တဲ့သူကအသက်ရှင်လျက်ပြန်မထွက်နိုင်ဘူးလို့လည်းအဆုံးမရေးထားကြောင်းခေါင်းဆောင်အားလုံးကိုပြောပြပါတယ်။ဖွဲ့သားတွေကြောက်စာကိုဖတ်နေတော့ဂျိုးကြီးကဂျင်းဦးကိုအသာလက်တို့ပြီးရုပ်ထုကြီးရဲ့မျက်လုံးလှုပ်သွားသူပဲလို့ပြောပြပါတယ်။ခေါင်းဆောင်တဲ့ဖွဲ့သားတွေကြောက်စာကိုဖတ်ပြီးချင်းမှာပဲသူတို့ဝင်ခဲ့တဲ့တကားကြီးလည်းအလိုလိုပြန်ပိတ်သွားပါတယ်။အားလုံးလည်းဒီခန်းကြီးထဲမှာပိတ်မိကုန်ပြီဆိုပြီးလမ်းဖြန့်ကုန်ပါတယ်။ဖွဲ့သားတယောက်ကပြန်မယ်ဆိုပြီးပိတ်သွားတဲ့တကားကိုဖွင့်ဖို့သွားတဲ့ချိန်မှာတော့တကားသောရုပ်ထုကြီးရဲ့ခုတ်တက်တာကိုခံလိုက်ရပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့အားလုံးလည်းစောက်တရားမရဖြစ်ကုန်ကြပါတယ်။ဂျင်းဦးလည်းအဆင့်တီကိုတောင်းလွယ်လွယ်တက်လိုက်တဲ့ကြောက်ရွံ့ထူကိုမြင်ပြီးသူ့လိုအဆင့်ကြီးဆိုရင်တေးမှာပဲဆိုပြီးတွေးနေမိပါတယ်
အဲ့ချိန်မှာပဲအခန်းထဲကအကြီးဆုံးကြောက်ရွံ့ထူရဲ့မျက်လုံးလှုပ်သွားတာကိုဂျင်ဦးမြင်လိုက်ရပါတယ်သူကဂိတ်တွေထဲကိုဝင်တိုင်းတင်မလို့လို့ဖြစ်ပြီးအမြဲပြန်ထွက်လာရတဲ့သူမို့အန်နေငွေ့သက်ကိုနားလည်နေပါတယ်ဒါကြောင့်အနေလာတော့မှကိုတီးပြီးအားလုံးကိုအောက်ငုတ်ထားဖို့អော်လိုက်ပါတယ်အဲ့ချိန်မှာပဲရုတ်ထူရဲ့မျက်လုံးကနေမီးရထွက်လာပြီးခန်းထဲကလူတွေကိုလေဆာနဲ့ပစ်တယ်လို့မီးရနဲ့ပစ်ပါတော့တယ်တချို့ကရှောင်နိုင်လိုက်ပြီးတချို့ကမီးကျွမ်းမိသေးကုန်ပါတယ်အားလုံးလည်းပိုပြီးကြောက်လာကြတဲ့အပြင်စောင့်ညင်မှုလည်းသူတက်ခံရတော့မယ်ဆိုပြီးတွေးပြတ်နေပါတော့တယ်ဒါကတော့ Solo Leveling Season 1အပိုင်းတစ်ဖြစ်ပါတယ်နောက်တစ်ပိုင်းကိုနောက်နေ့မှတင်ပြသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ရတဲ့ရင်လုပ်တော့ကြဖို့တောင်းဆိုပါရခင်ဗျာ